ရုပ်ရှင်ရဲ့ဆမှာတော့လေရင်ကွင်းတစ်ခုမှဖြစ်ပြီးတော့လူတိုင်းမှာဒီဇိုင်းကာလာဘာညာအနေထားမျိုးစုံနဲ့စမတ်ဖုန်းတွေအသုံးပြုနေကြတာကိုတွေ့ရမှာပါကိုတာတီဆိုတဲ့ရုပ်ပြစာရေးဆရာကကလေးចောင်းကြိုပြီးပြန်လာတဲ့ဇနီးတဲ့ဖြစ်သူမလှမေကိုဖုန်းဆက်ပြီးတော့သူပြန်ရောက်လာပြီးဖြစ်ကြောင်းလှမ်းပြောခဲ့ပါတယ်ကိုတာတီရဲ့ရင်တွင်းဖြစ်ရုပ်ပြဝတ္ထုလေးဟာမကြခင်ထုတ်ဝေရတော့မှဖြစ်တာကြောင့်မလှမေကဂုံပြူတဲ့အနေနဲ့ညစာအတူတူသွားစားကြဖို့ပြောတော့ကိုတာတီကညင်ခဲ့ပါတယ်တားငယ်လေးမောင်ပြုံးကဖီဖီပဲချိန်လောက်အိမ်ပြန်ရောက်မလဲမေးနေတော့မှာပဲကိုတာတီရဲ့2နာရီအသွင်း7မိနစ်ဖုန်းပြော iPhone ကြီးကဘက်ထရီအားကုန်သွားခဲ့ပါတယ်အသွင်းပေါ်ပလက်ပေါက်လိုက်ရှာခဲ့ပေမဲ့အကုန်လုံးကတခြားသူတွေအသုံးပြုနေတာမို့လို့ကိုတာတီလဲကျိုးဖုန်းနဲ့မလှမေကိုခေါ်ပြီးတော့သူ့ကိုလာတွေ့ဖို့ပြောပေမဲ့မလှမေကတော့မလာတော့ဘူးဆိုပြီးတော့ပြန်ညင်းလိုက်ပါတယ်ရုတ်တရက်ဖုန်းသုံးနေတဲ့သူတွေကဖုန်းနဲ့နားကိုကတ်ထားရင်းနဲ့နားကျင်စွာအော်ဟစ်ရင်းနဲ့နပ်ပူးတလူတွေတုံခါလာပြီးတော့တချို့လူတွေစားထားသမျှအကုန်ထွက်ကြလာကြပါတယ်ရုတ်တရက်အချင်းချင်းတွေတိုက်ခိုက်ကုန်ပြီးတော့ဇွန်ဘီတွေလိုဖြစ်လာကြတာကြောင့်လေရင်လုံခြုံရေးဝန်ထမ်းတွေလည်းထိမနိုင်တော့ပါဘူးဖုန်းတွေကိုပြစ်ချလိုက်ဖို့တားနေပေမဲ့ကိုတာတီရဲ့စကားကိုဘသူမှနားမထောင်တော့ပါဘူးကိုတာတီလည်းအတိုက်ခိုက်ရန်ကလွတ်အောင်ပြေးပုံခဲ့ရပေမဲ့အခုမှတက်သွားတဲ့လေရင်ကပြက်ကျပြီးတော့ကိုင်းနဲ့ထိရောက်ချလာတာမို့လို့နီးစက်ရယထာလိုင်ကောင်းနဲ့ဝင်ပြေးခဲ့ရပါတယ်ရထားပေါ်မှာတော့ကံကောင်းစွာအသက်ရှင်နေသေးတဲ့သူတွေနဲ့ဆုံခဲ့ပြီးတော့ကိုတာတီကဖုန်းတွေကိုလွှင့်ပစ်ဖို့တတိပေးနေခဲ့တယ်။ကံကတဖန်စိုးခြင်းပြန်တော့ဘာလိုင်းမှမမိတာကြောင့်ရထားကလည်းမောင်းလို့မရခဲ့ပါဘူး။အဲဒါကြောင့်လိုင်ကောင်းတစ်ဖက်ထိလမ်းလျှောက်သွားဖို့သာလှုပ်ချရပါတော့တယ်။တာတီရထားမောင်းတဲ့သူဖြစ်တဲ့ဘာတောင်းနဲ့ခီးတဲ့တယောက်ဖြစ်တဲ့မိုက်ကဲတို့လိုင်ကောင်းအဆုံးထိလာခဲ့ကြပြီးတော့အလင်းရောင်လေးစမြင်ရချိန်မှာမိုက်ကဲကိုဖုန်းစွန်ဘီတွေကဝိုင်းတိုက်ခိုက်ကြပါတယ်။ကံကောင်းစွာနဲ့လိုင်ကောင်းရဲ့လေဝင်လေထွက်အပေါက်ကနေထွက်ပြေးနိုင်ခဲ့ပြီးတော့တာတီအိမ်မှာခဏလာအောင်လိုက်ကြပါတယ်ဖုန်းခေါ်လို့မရပေမဲ့ message ပို့ရင်ရလောက်တာမို့လို့ကိုပါတောင်းစီကဖုန်းကိုငှားပြီးတော့မလာမေစီကိုစာပို့တတိပေးလိုက်တဲ့အခါမှာတစ်ဖက်ကပြန်စာအရာဖုန်းစွန်ပြီးတွေရှိနေတာသိလိုက်ရတယ်ကိုပါတောင်းကဖုန်းကိုယူလိုက်ပြီးတော့ဘက်ထရီမကုန်အောင်ရေခဲတက်တာထဲထည့်ထားလိုက်တယ်နေရာမှာကတ်ထားတဲ့ရုပ်ပြစာရွက်တွေကြောင့်ကိုပါတောင်းကဆက်စုလိုက်ပြီးတော့ခဏလောက်အတန်းတိတ်သွားခဲ့တယ်။အချင်းချင်းညင်းကြခုန်ကြတော့ကိုပါတောင်းကခုနကရုပ်ပြအတွက်ညင်းနေရမှာမဟုတ်ပဲနဲ့အသက်ရှင်နေသေးတဲ့သူတွေနဲ့ပူးပေါင်းရမှာဖြစ်သလိုအသက်ရှင်ဖို့ကသာအရေးကြီးကြောင်းပြောလိုက်တယ်။ရုပ်တရက်တကားကိုထုရိုက်တန်ကြားတာကြောင့်သွားကြည့်တဲ့အခါမှာအပေါ်တက်ကတဘာဝရဲ့ဖော်လော်မော်ဆိုတဲ့ချောငယ်ဖြစ်နေခဲ့ပါလေ။ကိုပါကိုကာကွယ်ဖို့ဓာတ်ကိုကင်ထားပေမဲ့ဒဏ်ရာတချို့ကြောင့်သွေးတွေထွက်လို့နေပါတယ်။ချောငယ်ကသူ့ကိုမကြည့်ဖို့ပြောခဲ့တယ်။မိခင်ဖြစ်သူကပါဖုန်းစွန်ပြီးဖြစ်သွားတာကြောင့်ချောငယ်ကပြန်တက်ခဲ့ရတဲ့အကြောင်းပြောပြပြီးတော့ကိုလက်တန့်စင်တဲ့အနေနဲ့ရေးသွားချိုးခဲ့တယ်။ဒါဒီကလည်းမနက်ဖြန်မှာသူ့ရဲ့ဇနီးတဲ့နဲ့သားငယ်စီကိုသွားပြီးတော့ခေါ်လာဖို့ပြောခဲ့တယ်။ဇနီးတဲ့ကိုအချိန်မှစာပို့တတိပေးနိုင်ခဲ့တာကြောင့်နှစ်ယောက်လုံးအလုံးစုံတဲ့နေရာမှာနေရင်အသက်ရှင်နေသေးမယ်လို့ဒါဒီကယုံကြည်နေခဲ့တာပါ။ချောငယ်လည်းရောက်လာပြီးတော့တနေ့ရရသွားမယ်ဆိုရင်သူ့ကိုပါခေါ်သွားပေးဖို့ပြောတာကြောင့်ဒါဒီတို့လည်းလက်ခံလိုက်ပါတယ်။ချောငယ်ကစောစောအနားယူခဲ့ပေမဲ့ဒါဒီနဲ့ဘာတောင်းတို့ကတော့အကြကြတို့တဘာဝတစ်ခွက်တစ်ဖလားကရင်နဲ့စကားကောင်းနေတော့ဖုန်းတန်ကမြည်ခဲ့တယ်။ဒါပေမဲ့မကန်ရဲကြပါဘူး။မနက်မှာအတန်ကြားလို့ပရင်ပေါက်ကနေလမ်းချောင်းတော့ဖုန်းစွန်ဘီတွေကလမ်းမမှာပြည့်နှက်နေပြီးတော့ငှက်အုပ်ကြီးနေတောင်တူနေခဲ့ပါတယ်။ဇွန်ဘီတွေရှင်းသွားတော့မှသုံးယောက်သားတွေ့တဲ့တုတ်တွေကိုယူပြီးတော့ခရီးဆက်ခဲ့ကြပါတယ်။တနေရာမှာတော့ဇွန်ဘီအုပ်စုနာအတွေ့အကြုံတွေကဆိုင်ကယ်လေးနဲ့လာပြီးရိုပြတာမို့လို့ဇွန်ဘီတွေလည်းစောင့်မြင်ကပ်ပုံမှန်နဲ့ဝိုင်းကိုက်လိုက်ကြပါတယ်။ကိုတာတီတို့လည်းထွက်ပြေးလာရင်လည်းအိမ်တိမ်မှာတနက်အခွန်လာဆောင်ဖို့တတိပေးစာတွေ့တော့အိမ်ထဲမှာတနက်လေးပါလေးရှိလို့ရှိညာဝင်ရှာခဲ့ပါတယ်။ကံကောင်းစွာပဲအလောင်းတွေရှိသလိုတနက်တွေလည်းရှိနေတာကြောင့်ယူလာခဲ့တယ်။အိမ်ထဲကနေလှမ်းကြည့်တော့ကောင်လေးတယောက်အိမ်နောက်ဘက်မှာပကတ်ထိုင်စီးနေတာကိုချောင်းငယ်တွေ့လိုက်ရပါတယ်။လူထင်ပြီးသွားခေါ်တော့ဟိုကဇွန်ဘီဖြစ်နေပြီးတော့ကိုက်ဖို့ပြေးလာတာကြောင့်ကိုပါတောင်းလက်စာမိသွားခဲ့တယ်။ချက်ချင်းဆိုသလိုပဲတခြားဇွန်ဘီတွေကပါရောက်ချလာတာကြောင့်တာတီတို့လည်းတောထဲဝင်ပြေးကြပါတော့တယ်။ချောင်းတစ်ခုခံနေတာကြောင့်ပြန်ပြေးရင်လည်းများလာတာမို့လို့တွေ့တဲ့လှေကိုမှောက်လိုက်ပြီးတော့အထဲဝင်ပုံလိုက်ကြတယ်။ဇွန်ဘီတွေအများကြီးရောက်ချလာပြီးတော့လှေကိုကုတ်ချစ်နေတော့နေဝင်သွားတာနဲ့ချက်ချင်းပါဇက်ဟပြီးတော့ရက်တန့်ကုန်ကြသလိုခဏကြာမှာတော့တကြီးတညာလေးထွက်သွားကုန်ပါတော့တယ်။တာတီတို့လည်းလှေနဲ့ခရီးဆက်ခဲ့ရင်လည်းအခုနကအဖြစ်ပြက်ကိုပြန်တွေးကြည့်တော့ကိုပါတောင်းကပကတ်စီးနေတဲ့ကောင်လေးကသူတို့ကိုတွေ့တော့ဇွန်ဘီတွေအားလုံးနဲ့တွေ့တာဖြစ်ကြောင်းနဲ့အရာတစ်ခုခုကဇွန်ဘီအားလုံးရဲ့စိတ်ကိုထိန်းချုပ်ထားတာဖြစ်နိုင်ကြောင်းပြောခဲ့တယ်။ခရီးဆိုင်နဲ့ကျောင်းတစ်ခုကိုဝင်ကြည့်တဲ့အခါမှာကျောင်းဆရာဦးပြောင်နဲ့နိုင်ဝင်းဆိုတဲ့မုတ်ဆိုးမဟိုဟာကေနဲ့ကျောင်းသားတယောက်ကိုတွေ့လိုက်ရတယ်။ဦးပြောင်ကတာတီတို့ကိုခေါ်သွားပြီးတော့ကျောင်းဘောလုံးကွင်းထဲမှာလဲနေကြတဲ့ဇွန်ဘီတွေကိုပြလိုက်ပါတယ်။ဖုန်းလေးကနေတချင်းအတန်တွေထွက်နေသလိုအကျယ်ကြီးဟာထားတဲ့ဇွန်ဘီပါဇက်တွေလည်းတချင်းအတန်တွေထွက်နေကြတယ်။ကျောင်းထဲကိုအားလုံးဝင်သွားချိန်မှာဦးပြောင်ကြီးကဇွန်ဘီတွေအားလုံးဟာအလုပ်တစ်ခုကိုအတူတူလုပ်ကြသလိုဒါကလူသားစင်ကဲပြောင်းလဲခြင်းရဲ့နောက်တစ်ဆင့်ဖြစ်နိုင်တာမို့လို့ကောင်းတဲ့အရာပဲဆိုပြီးတော့ပြောတော့တာတီကလက်မခံခဲ့ပါဘူး။ဦးပြောင်ကြီးကလည်းဇွန်ဘီတွေကညအိတ်ဖို့လည်းမလိုတာကြောင့်အကယ်လို့စစ်ပွဲဖြစ်လာခဲ့မယ်ဆိုရင်ရန်သူအိတ်တဲ့အချိန်မှာရန်သူကိုအလစ်ဝင်တိုက်ရုံပဲဆိုပြီးတော့အချက်တစ်ချက်ကိုထောက်ပြလိုက်ပါတယ်။အခုလဲဇွန်ဘီတွေငြိမ်နေကြတော့မှတက်စီပြန်ပြီးရှို့လိုက်ရုံပဲဆိုပြီးပြောတော့ချောငယ်ကသူ့အမေကိုကြိုက်သွားတဲ့ဇွန်ဘီတွေကိုကလေးစားချေချင်တာကြောင့်ဦးပြောင်ကြီးစကားကိုလက်ခံလိုက်ပါတယ်။အဲ့လိုနဲ့ကိုပါတောင်းတဲ့ချောငယ်ကတက်စီကားကိုမောင်းပြီးတော့ဇွန်ဘီတွေကိုသွားလောင်းခဲ့ပါတယ်။ဦးပြောင်ကြီးကမီးရှို့လိုက်တာကြောင့်ဇွန်ဘီတွေမီးလောင်ကုန်ပြီးတော့တချို့ဇွန်ဘီတွေကတတိယလာပြီးတော့ပြေးလာကြိုက်ကြတော့တနက်နဲ့ဝိုင်းစော်ပြန်ရပါတယ်။ဦးပြောင်ကြီးတို့ကန်ဆိုးကျင်တော့မိကတက်စီလမ်းကြောင်းအတိုင်းလိုက်လာပြီးတော့ကားကပေါက်ကွဲသွားတာကြောင့်ဦးပြောင်ကြီးကိုလာမှန်ပြီးတော့ကီးသွားခဲ့ပါတယ်။နောက်တရက်ထွက်သွားကန်ဒီထမင်းစားကန်ထဲမှာကိုပါတောင်းတယောက်ဖျားဝစ်ပြုတ်နေတယ်လို့ကိုတာတီကတော့အိမ်မက်တစ်ခုကြောင့်လန်နိုးလာပါတယ်။
ညကအိမ်မက်အကြောင်းကိုပြောပြတော့အားလုံးရဲ့အိမ်မက်ထဲမှာလည်းကိုတာတီမတ်တလိုမျိုးဝတ်စုံအနက်နဲ့လူတယောက်ကိုအိမ်မက်မက်ဘူးကြောင့်ပြန်ပြောခဲ့တယ်။အိမ်မက်ထဲမြင်ရတဲ့သူကညခရီးတဲ့ဆိုတဲ့တာတီရဲ့ရုပ်ပြတွေကဇက်ကောင်တစ်ခုပါ။အခုဖြစ်ပျက်နေတာတွေကတာတီရဲ့ရုပ်ပြဝတ္ထုနဲ့များဆက်ဆက်နေမလား။ညဘက်ခရီးဆိုင်နဲ့မီးလောင်ထားတဲ့ဖုန်းတွေပုံနေတာကိုတွေ့လိုက်ရပြီးတော့ရုပ်တရက်ကိုပါတောင်းတဲ့ချောငယ်ရဲ့ဖုန်းမှာထမြည်လာကြောင်းအမိုက်ပုံနဲ့ပြစ်ချလိုက်ရပါတယ်။အချိန်တလကြာလမ်းလျှောက်လာကြအပြီးမှာတော့မိုတယ်ငယ်လေးတစ်ခုကိုတွေ့လိုက်ရပြီးတော့ဝင်သွားကြည့်တဲ့အခါမှာအသက်ရှင်ကျန်နေတဲ့သူအနေငယ်ကိုထပ်တွေ့လိုက်ရပြန်ပါတယ်။ဟိုတယ်တွေကလူတွေကကိုကင်းကောင်ရဲ့ဦးဆောင်မှုနဲ့မနက်ဖြန်မှာဘေးလွတ်ရာကိုစတင်ထွက်ခွာကြမှာဖြစ်ပါတယ်။ကိုပါတော့ကတာတီကိုရုပ်ပြရဲ့အစုံမှာဘလို့ပြီးသွားလဲပြီးတော့တာတီကအခုချိန်ထိဇက်သိန်းပိုင်းကိုမရေးရသေးကြောင်းပြောပြခဲ့တယ်။တာတီကဇနီးတဲ့ရဲ့အသားရဲ့ပုံကိုဆွဲနေတော့ချောငယ်ကလာဆက်စုတာကြောင့်မိသားစုကိုလိုက်ရှာရမယ့်အကြောင်းပြောပြီးတော့ချောငယ်ကလည်းသူမရဲ့မိခင်ကိုလွမ်းကြောင်းပြန်ပြောခဲ့တယ်။ညဘက်ရောက်တော့ဒေါ်ရွှေလာကစကားပြောတဲ့တခုကြောင့်နိုးလာပြီးတော့အခန်းတစ်ခုနာကန့်နားထောင်နေချိန်မှာတာတီလည်းနိုးလာပြီးတော့တတိထားမိသွားတယ်။ရုတ်တရက်ဆိုသလိုဖုန်းပြောနေတဲ့သူကမက်ရွှေလာကိုတိုက်ခိုက်တာကြောင့်ရုပ်တဲတဲတွေဖြစ်ကုန်ကြပြီးတော့တာတီတို့လေးယောက်သာထွက်ပြေးနိုင်ခဲ့ကြပါတယ်။ကဲမကောင်းစွာပဲချောငယ်လည်းတိုက်ခိုက်ခံရတာကြောင့်ဆုံးသွားခဲ့ပါပြီ။ကိုတာတီတို့လည်းခရီးကိုဆက်ပြီးသွားနေချိန်မှာအဝေးကနေရက်ကြည့်နေတဲ့သူကတော့ရုပ်ပြတွေကညခရီးတဲ့ဆိုသူဖြစ်ပါတယ်။ဇွန်ဘီတွေဖြစ်လာရတာကဖုန်းတွေကြောင့်ဖြစ်ပြီးတော့ဖုန်းကိုကင်လိုက်တာနဲ့ကင်တဲ့သူကို virus ကူးသွားတယ်ဆိုတာသဘောပေါက်သွားတာကြောင့်နောက်ထပ်ဖုန်းမသုံးကြတော့ပါဘူး။တော်ရင်းတနေရာမှာတော့ဇွန်ဘီတပ်သမားတွေဖြစ်ကြတဲ့သူရိန်နဲ့နီနီဆိုသူတွေနဲ့ထပ်ဆုံခဲ့ပါတယ်။နီနီကလည်းဖုန်းလိုင်းမရှိတဲ့နေရာတွေကိုဇွန်ဘီတွေကိုမြှားခေါ်ပြီးတော့ပြင်းတာကပိုကောင်းမယ်ဆိုပြီးပြောတော့ကိုသူရိန်ကလည်းအားကြမခံမနဲ့ညခရီးတဲ့ဆိုတဲ့သူကသာကိစ္စတုံးပေးလိုက်မယ်ဆိုရင်ဇွန်ဘီတွေအားလုံးလစ်ကုန်မယ်ဆိုပြီးတော့သူ့ရဲ့ယုံကြည်မှုကိုထုတ်ပြလိုက်ပါတယ်။နီနီရဲ့ဇွန်ဘီဖြစ်နေတဲ့အကိုကိုပြပြီးတော့ဒါကြီးကိုနေတိုင်းအစာကျွေးနေရတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။နီနီရဲ့အကိုကဇွန်ဘီအဖွဲ့တဲ့ကိုမရောက်သွားတော့တမျိုးထူးခြားနေခဲ့တာပါ။ရုတ်တရက်အိမ်ကိုပြန်ကြမလားထမေတော့ဘသူကမှမတားလိုက်နိုင်ခင်မှာပဲဘာတောင်းကပြစ်လိုက်ပါတယ်။အဲ့နောက်မှာတော့9ယောက်သားကားတစ်စီးနဲ့ခရီးဆက်ထွက်လာရင်လည်းတနေရာအရောက်မှာသူရင်ကားပေါ်ကဆင်းသွားတာမို့လို့တာတီးလေးလိုက်သွားခဲ့တယ်။တော့ထဲမှာသူရင်ကညခရီးတဲ့ဆိုတဲ့တထောင်စားကောင်ကိုအခုဆိုရင်နေကင်းတွေမှာပါမြင်နေရကြောင်းပြောပြတော့တာတီးကလည်းအေးရေးဝဝအိတ်ဖို့လိုပြီးဆိုပြီးတော့ပြောပြီးရည်နေခဲ့တယ်။ညခရီးတဲ့ဆိုတာကတာတီးရဲ့ရုပ်ပြဇက်ကောင်ဆိုတော့လဲရည်တာပေါ့။ကိုသူရင်ကဖုန်းကိုပစ်ပေးခဲ့ပြီးတော့အချိန်ကျရင်သူပြောတဲ့ဖုန်းနံပါတ်ကိုခေါ်ဖို့ပြောခဲ့ပြီးတော့တက်သေးသွားခဲ့ပါတယ်။အားလုံးလည်းတာတီရဲ့အိမ်ကိုရောက်လာတော့အိမ်ထဲမှာဘသူမှမရှိဘဲနဲ့တားဖြစ်သူရေးထားပေးတဲ့လှမေကဇွန်ဘီဖြစ်သွားကြောင်းပြောပြတော့သူကတော့ဖုန်းလိုင်းမရှိတဲ့နေရာကိုသွားပြီးဆိုတာကိုသာသိလိုက်ရတယ်။အိမ်ထဲမှာဟိုဆက်ဒီဆယ်လောက်တော့ညခီးတဲ့ဒီဇိုင်းနဲ့ဇွန်ဘီလှမေကလာတိုက်ခိုက်တာကြောင့်ထုံးစံအတိုင်းကိုပါတောင်းလက်ချက်နဲ့ကြီးသွားပြန်ပါတယ်။ကိုပါတောင်းကလည်းသူရင်ပေးခဲ့တဲ့ဖုန်းကိုအချိန်ကိုက်ခေါ်ရမယ့်အကြောင်းပြောတော့တခုခုကိုစဉ်းစားမိသွားတဲ့ကိုပါတောင်းကကားနောက်ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဘုံတွေဆင်ထားတာတွေ့လိုက်ရတယ်။အကြောင်းအရာတွေအားလုံးဟာတာတီရဲ့ရုပ်ပြတွေကအတိုင်းဖြစ်နေတာကြောင့်ဇနီးတဲ့ရဲ့ကားကိုပါတောင်းတို့စီပေးလိုက်ပြီးတော့ရှောင်ရှားစေခဲ့ပါတယ်။ဘုံတွေတက်ထားတဲ့ကားကိုဖုန်းလိုင်းမရှိတဲ့နေရာတွေကိုမောင်းဝင်လာပြီးတဲ့အခါမှာလမ်းဘေးကဒုက္ခသည်တွေကခေါ်သွားပေးဖို့ပြောပေမဲ့တာတီတယောက်နားမထောင်မနဲ့ခရီးဆက်လာတော့တနေရာမှာဇွန်ဘီတွေအားလုံးကညခရီးသွားဆိုတဲ့ဇွန်ဘီကိုလှမ်းပတ်နေတာတွေ့လိုက်ရပါတယ်။တာတီလည်းကားနဲ့မောင်းဝင်သွားပြီးတော့တက်လိုက်ပါတယ်။တာတီထွက်သွားကနီးမှာတော့ဇွန်ဘီကတားငယ်အတန်နဲ့ခေါ်ခဲ့ပေမဲ့တာတီလည်းအာယုံမဆိုင်တော့ဘဲနဲ့ဖုန်းတကောနဲ့ကားကိုဖောက်ခွဲပစ်လိုက်ပါတယ်။ရုပ်ရှင်နောက်ဆုံးအပိုင်းမှာတော့တာယာတဲ့တောထဲမှာတာတီတကောင်တားငယ်နဲ့စကားပြောနေကြရင်လည်းကနေဒါသွားမယ်ဆိုပြီးတော့ပြောခဲ့တယ်။တောထဲကတစ်ပင်တစ်ပင်မှာတော့တာတီနဲ့သက်ဆိုင်တဲ့အမှတ်သားတစ်ခုကိုတွေ့ရမှာပါ။တကယ်တော့တာတီကတားဖြစ်သူကိုကနေဒါပို့တယ်ဆိုတာကတာတီရဲ့စိတ်ထဲမှာလွှမ်းမိုးနေတာပါ။တာတီကတော့ဇွန်ဘီဖြစ်နေပြီးတော့ဇွန်ဘီအုပ်အကြားမှာသွားနေခဲ့ပါတယ်။ပေးချင်တဲ့ message လေးကတော့အိမ်ဘေးမှာဇွန်ဘီတွေကိုတွေ့ရင်ထွက်မရိုက်ပါနဲ့။ဇွန်ဘီဆိုတာရုပ်ရှင်ထဲမှာပဲတကယ်ရှိတယ်ဆိုတာပါပဲခင်ဗျာ။